ဘာမှမပေါ့ဘူးဒီဘိုးရိုက်ထည့်ပြီးတော့ဒီဘိုးကိုဟိုဘက်ကတ်နေအောင်ရိုက်ထည့်ပြီးအဲ့ဒါမှဒါနဲ့ချိန်မှာပါဒီဘင်းနဲ့ဒီဘိုးကိုဒီဘက်ကြွနေဒါအကုန်ရိုက်ထားတယ်ဟိုဘက်ထိသွားတယ်ဒီကတားနည်းနည်းလေးကြွနေဒီကာဗနာနဲ့လာမချိန်ပါဘူးအဲ့လိုပါကောင်းထင်ကာဗနာရဲ့သဘောကဒီကိုသူကမှု့ပြီးတော့ကားလာပြစုထိတ်မထားသူကကားလာတာလဲလိုက်ပြီဆိုဒီလိုသူကသူ့ရဲ့လေပတ်ရည်နဲ့ကားလာကိုကဒီကထိန်းထားရတယ်ဒါလီဗာတင်းထားတာလီဗာဆော့လိုက်ပြီဆိုရင်ဆော့တဲ့တိုင်နဲ့သူကကောင်းလိုက်မှလာမယုံဘူးဆိုတာအဲ့ဒါကြောင့်ဒီကောင်ကကတ်နေလို့ဒီကောင်ကားထွက်မှလီဗာရော့တာပါအဲ့ကြောင့်ကာဗနာလဲရတာပါကာဗနာရဲ့သဘောကအဲ့သဘောပါပဲကာဗနာကြောင့်ကောင်းလူထိုးတိုက်ရုံပါပဲညီမလေးကာဗနာရတယ်အဲ့သဘောပါကောင်းတယ်ပါလာဆွဲထားရတယ်ဆိုနည်းလေးဟာပြလိုက်ဟာပြီးဆက်ဆော့လိုက်ဆက်ဆော့ရင်သူဟာသွားနည်းနည်းဟာနည်းနည်းများများစီများဟာသွားတာဒီလက်ပတ်ရည်နဲ့ထိန်းသွားတာပါအဲ့လိုမဟာလို့လီဗာမရော့တာပါစစ်တီတအားထမ်းနေတာဒါလေးပြောပြပါရဲ့ဟို YouTube ရဲ့လူရော YouTube ထဲမှာလိုက်ရှာတာကဘယ်မှမတွေ့ဘူးဒီကာဗနာလဲကိုရေးကိုအထူးတော်ဘူးဆိုဖြုတ်ချလိုက်တော့မြန်မာလူရိုက်လူကတော့တယောက်မှတင်တာမတွေ့ပါဘူးကာဗနာနဲ့ပတ်သက်ပြီးဒီငင်းလုံးတော့ယူကတင်ယူကရှာတာတော့လူမှကိုပဲရှာလဲလို့တော်ရီပါရနေတင်တော့တွေ့မှာပြီးတော့ဒီရောဒါဆိုတော့ဒီကောင်မာကာလေးတစ်ချက်ပြပြီးတော့ပြီကောင်မာကာလေးဒါလေးတက်လိုက်ပြီဆက်ကတခုချားစီအောက်လာတဲ့ဟာပါလို့ဒါရရှင်းပြီးတော့မောင်းပြီးကာဗနာမငင်းလို့ကာဗနာဖြုတ်လဲတာပါစုထက်ကကောက်လာတဲ့ဟာပါဒီမှာမကပါတယ်ဒီမှာပေါက်ကလေးပါတယ်ဒါတော့ဒီရဲ့လူတွေသိကြပါတယ်ဟောဗျာပြီးကိုမြင်ပြီးလို့မြင်ကြီးတောင်တဲ့ယူဒီမှာကပါတယ်ဒီမှာပေါက်ကလေးပါတယ်ဒီရဲ့ပေါက်ကလေးဒီနှစ်ခုကြားတဲ့ထဲထည့်ရတာဒီများသွားလို့โอเคဒီပေါက်နဲ့နှစ်ခုကြားနဲ့ဒီပေါက်တဲ့နဲ့ဒါဆိုရင်သူ့ရဲ့မှာကပြီးပါပြီလို့ဒါထည့်ရမှာရင်ဒါထည့်ရမှာပိုစတော်အကောရတော့မသိဘူးထိတ်ဒီမှာတစ်ခုဘာမှမပြီးဘူးလုကအများလို့ညာကြီးလို့ဒီမှာကဒါပဲဒီမှာကမလို့ရပါဘူး
အဲ့ဒါပဲကဲဒါလေးတစ်ဖြတ်နားလိုက်ပါဦးညာနေ